ကိုအတူတူကြည့်လိုက်အောင်ခင်ဗျာပထမဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့လက်ရှိရှေ့တန်းစစ်မြေပြင်တွေမှာနှစ်ဖက်တပ်တွေတက်ဆိုင်ထားတဲ့အချိန်တိုက်ပွဲဖြစ်တဲ့အချိန်တွေမှာတကယ်တမ်းစစ်ခွေးတပ်ဘက်ကနေပြီးတော့စစ်သားစစ်တွေတန်နေစစ်သားတွေကတော့နောက်မှနေပြီးတော့စစ်ဗိုလ်တန်းတပ်သားတွေကိုရှေ့ဆုံးကနေအသေးခံတိုက်ခိုင်းနေတဲ့အကြောင်းကျွန်တော်တို့ကရင်စစ်မြေပြင်ကရဲဘော်တအုပ်ကနေပြီးတော့ပြန်လည်ပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကိုအတူတူကြည့်လိုက်အောင်ခင်ဗျာဒီနေ့ဒီပိတ်ချင်တယ်မြတ်ကြီးမပေါ်ပါဘူးဒီအခုကျွန်တော်တို့ဒီမှာနှစ်ဖက်တပ်တွေဆိုင်နေတယ်ကျွန်တော်တို့တွေလေနော်ထိတ်တိုက်ရင်ဆိုင်မှုတွေထိတ်တိုက်တီးတွမှုတွေလည်းဖြစ်တယ်ကွယ်တကယ်တည်းထိခိုက်သွားတာကလေစမှုသားကလေးတဲပဲထိခိုက်သွားတယ်ဒီလားဟုတ်စမှုသားကလေးတွေပဲထိခိုက်သွားတယ်ကွာအဲ့လိုမျိုးလေနော်တကယ်သူတို့ဘက်ကစစ်သားသူတို့ဘက်ကစစ်သားစစ်ကြီးတွေကအနောက်မှာပဲနေတယ်မအရှိကိုမတိုးလာဘူးနော်အရှိကိုမလာကြဘူးအဲ့တော့ဟိုးမြန်မာပြည်ကမြို့ကြီးပြကြီးမှာနေတယ်ဟိုမိဂင်းနေဖခင်နေပေါ့နော်ဟိုကလေးတွေကိုလေးစီကန်းရှိလေးနဲ့တေးလေးနဲ့ဟိုစားအတော့အလားတွေစီကျင်ပြကြပါလို့နော်ဟိုညဘက်လက်ပဲဆိုင်ထိုင်တာတို့အဲ့လိုပေါ်လေးတော့လဲတာတို့ကွန်တော့ဝယ်စားတာတို့တွေနည်းနည်းလေးကြည့်ဆိုင်ပြပါပွဲလန်းတပင်းတွေတော့တာလေးတွေကြည့်ဆိုင်ပြပါနော်ကျွန်တော်တို့လက်ရှိကျွန်တော်တို့ရှိမှလာပြီးတော့ဖွင့်ပြတာတွေပါတယ်ဆိုရင်လည်းစစ်ဘူးတန်းကလေးတွေကြီးပဲအတက်တွေကလိန်ထားတယ်တချို့ဆို14တချို့ဆို15သူတို့မပုတ်တဲ့သူတို့အချက်အလဲထဲမှာတော့အတက်တွေကအကြီးကြီးတွေပဲဖြစ်ကုန်ပြီနော်မရောက်လဲသူများကလေးတွေပဲအသေးခိုက်တယ်သူကလေးတွေကြတော့တယောက်မှအသေးမခိုက်ဘူးအဲ့တော့ကျွန်တော်တို့မိဘပြည်သူတွေတတိလေးထားပေးပါညီလေးညီမလေးတွေအတွက်ကြည့်ဆိုင်ပေးပါလို့ကျွန်တော်မြစ်တာရက်ခံချင်တယ်နောက်ပြီးတော့လည်းဟိုဒီဖိုင်ကိုတွေ့တဲ့မိကင်းနေဖခင်နေတာသမီးတွေကိုတိတိကျကျပြောပြပေးပါနော်ကျွန်တော်ကလက်ရှိစင်မြေပြင်မှာရှိရဲကျွန်တော်တီးနေတယ်တွေ့နေတယ်ထိတွေ့နေတယ်ပေါ့နော်နောက်ပြီးတော့ဒီရှေ့တန်းကိုရောက်လာတဲ့ညီလေးတွေစင်မှုတန်းညီလေးတို့ကျွန်တော်တို့နဲ့ဆက်သွယ်ပါနော်ကျွန်တော်တို့တကယ်ကောက်မစစ်ဆံပါတယ်ကျွန်တော်တို့ပတ်မလို့ဘူးနော်ကျွန်တော်တို့ကောက်မစစ်ဆံတယ်နည်းနည်းတွေ့ကျွန်တော်တို့ကြိုးဆိုတယ်ညီလေးတို့လာခဲ့ပါညီလေးတို့လက်နဲ့ပါတီပြစ်စေမပါတီပြစ်စေဘာမှမဖြစ်ဘူးအကုန်လုံးလက်ခံပြီးသားပဲနော်ကိုရိုနာမြေပြင်မှာရှိတဲ့မှာချိတ်ဆက်ပြီးတော့လေနော်လိုင်းတွေကနေချိတ်ဆက်ပြီးတော့ကျွန်တော်တို့နဲ့ဆက်သွယ်ပါနော်ညီတို့လူချောင်းလေးတွေကျွန်တော်တို့ပို့ပေးမယ်ထားပေးမယ်ပေါ့နော်ဟိုကတိပြည့်တယ်ကျွန်တော်တို့အတက်နဲ့အလဲအထားလုပ်ပြီးတော့ကျွန်တော်တို့ဘာမှမလုပ်ပါဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ကတိပေးတယ်ဒါပေမဲ့ကျွန်တော်တို့စကားတော့နားထောင်ဖို့နော်ကျွန်တော်တို့ကိုပြန်မပြစ်ပါနဲ့ပြန်ပြီးတော့မခုခံပါနဲ့နော်ဟိုဆိုချာခုကံလို့ကြီးစံနေပါတယ်ကုန်တော့မှဆိုရင်ကျွန်တော်တို့ဖွင့်မိမကောက်ဘူးလေနော်အဲ့ဒါမြို့ဖြစ်မှာဆိုလို့ပါကျွန်တော်စိတ်ပူရနော်ကျွန်တော်တို့နဲ့ဆက်တော့ပါရှိတယ်မှာနော်ကျွန်တော်တို့အားလုံးဖုန်းသုံးနေကြတာပဲစကားပြောဆက်တွေသုံးနေကြတာပဲနော် line ထဲမှာလာခဲ့ပါကျွန်တော်တို့ခေါ်တယ်ကျွန်တော်တို့ကြိုဆိုရနော်ဟုတ်ကဲ့ပါဒါကတော့ရှေ့တန်းစစ်မြေပြင်မှာကိုရန်စစ်တိုက်နေရတဲ့ကရင်ရဲဘော်တအုပ်ကနေပြီးတော့ပြန်လည်ပြီးတော့ဘုသူဒ္ဓအနေနဲ့တကယ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်မျှဝေထားတာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အခု